တန်တာကြောက်တန်းတစ်ခုဆိုတဲ့နေရာမှာကျွန်တော်တို့တန်တာပင်ကလေးတွေတန်တာကောင်လေးတွေအများဆုံးနဲ့ဒီတောက်ဖွဲ့စည်းထားတာကိုခေါ်ပါတယ်ခင်ဗျာကျွန်တော်တန်တာကြောက်တန်းတစ်ခုကကျွန်တော်ငါးမျိုးစိတ်တွေအတွက်ကလည်းသူတို့ခိုအောင်မှုမိလုံးနေထိုင်မှုနေရာတစ်ခုလည်းဖန်တီးပေးပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီရေနေတရဝါတွေရဲ့25%လောက်ထိကိုသူက marine အဓိကကျတဲ့အစာကွင်းဆက်တွေမှာလည်းအဓိကကျတဲ့အစာထောက်ပံ့မှုစနစ်ကိုဒီကော်ရဲတန်တာကြောက်တန်းတွေကနေကျွန်တော်တို့ထောက်ပံ့ပေးနေပါတယ်ဆိုတော့ဒီတန်တာကြောက်တန်းလေးတွေရဲ့ပြကွက်ပျက်စီးမှုဖြစ်နေတဲ့ဟာတွေတဘာဝဒဏ်ကြောက်တော့၎င်းပြကွက်ပျက်စီးမှုဖြစ်နေတဲ့ဟာတွေလက်တော်ကျွန်တော်တို့ဗေကျွန်းစုမှာတော်တော်များများကြုံတွေ့ခံစားနေရပါတယ်ဆိုတော့ဒီတန်တာကြောက်တန်းတွေနဲ့တူကျွန်တော်တို့ဒီညောင်ပြီးကျွန်းတစ်ဝိုက်မှာကျွန်တော်တို့ဘယ်လိုပြန်လဲပြီးထွင်းနေလဲဘယ်လိုဆောက်ရှောက်ပေးနေတာဆိုတာလေးတွေလည်းကျွန်တော်တို့ကတော့ဒီမှာသူတင်ပြပေးသွားပါပါခင်ဗျာနာမည်ကတော့ကိုပိုင်ပါခင်ဗျာကျွန်တော်တို့ဒီညောင်ဦးကျွန်းမှာ Dive Master အနေနဲ့ကျွန်တော်ဒီမှာလုပ်နေပါတယ်ဆိုတော့ဒီဘိုင်းအနေနဲ့ကျွန်တော်ရဲ့အဓိကအလုပ်အနေနဲ့ဒီရေအောက်ကိုအောက်ဆီဂျင်တန်းနဲ့ဆင်းရတာဒီဘိုင်းအနေနဲ့ကျွန်တော်တန်တာကြောက်တန်းလေးတွေကိုလည်းအလုပ်ချိန်ပြင်ပမှာထိမ့်သိမ်းဆောက်ရှောက်ပေးနေတာနှစ်ပိုင်းနေနဲ့ကျွန်တော်ဒီမှာညောင်ဦးမှာကျွန်းမှာတောင်းထမ်းဆောင်နေပါတယ်ခင်ဗျာဒီညောင်ဖီကျွန်းတစ်ဝိုက်မှာကျွန်တော်တို့ကော်ရယ်တွေကိုထိန်းသိမ်းဆောက်ရှောက်နေတယ်ဆိုတော့ကျွန်တော်တို့ဒီကျွန်းကိုစတီဆောက်နေစဉ်ကတည်းကကိုပါပဲကျွန်တော်တို့ chairman ကြီးကဒီကျွန်းပေါ်မှာ basic ဆောက်နေတယ်လို့ကျွန်းရဲ့ကျွန်တော်တို့ site တွေမှာလည်းဖြည့်ဆည်းမှုရှိတာတွေကိုအရင်ဆုံးကြည့်ခိုင်းပြီးတော့အဲ့မှာလက်ဟာနေတဲ့နေရာမှာအရင်ဆုံးကျွန်တော်တို့ပြန်လဲစိုက်ပျိုးသွားဖို့ပြန်လဲရှိနေတဲ့ဟာလေးတွေလည်းပူပြီးမပျက်စီးသွားအောင်ထိန်းသိမ်းဆောက်ရှောက်ဖို့ကျွန်တော်တို့အဲ့ကလေးကစလုပ်ခဲ့တာပါဆိုတော့
ကျွန်တော်တို့9နှစ်ကျော်လောက်ရှိပါပြီခင်ဗျာအဲ့တော့ဒီလက်ရှိကျွန်တော်တို့ညောင်ပြီးတဝိုက်မှာရှိနေတဲ့ coral site တွေမှာအရင်ဦးဆုံးကျွန်တော်တို့ကျိုးပက်ပျက်စီးနေတဲ့အတိုင်းအတာလေးတွေကျွန်တော်တို့အရင်ဆုံးလိုက်ပြီးတော့မှတ်သားထားပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ပင်လယ်ကျမ်းပြင်မှာပဲပြန်ပြီးတော့တခါတည်းဓာတ်ရိုက်စိုက်ပျိုးလို့ရမယ့်ဟာကိုကျွန်တော်တို့ကျမ်းပြင်မှာပဲစိုက်ပြီးတခါတည်းဓာတ်ရိုက်စိုက်ပျိုးခဲ့ပါတယ်ဒီကမှခြေနေအပေါ်မှာလိုအပ်တဲ့ take care ဟိုgig site စောက်ရှောက်မှုကိုထားမဲ့အနေထားမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ dive center ရဲ့ကျွန်တော်တို့ coral take care လုပ်တဲ့ပတ်လေးထဲမှာကျွန်တော်တို့အဲထဲမှာစောင့်ကြည့်ပြီးတော့ကျွန်တော်တို့မွေးမြူထားပါတယ်ပြီးတော့မှသူ့ရဲ့အခြေအနေပြန်ပြီးနလန်ထလာပြီးပြန်ကောင်းမွန်လာပြီဆိုတော့ကျွန်တော်မူရင်းယူလာတဲ့နေရာတော်တော်အောင်တင်းတင်းရောက်ပတ်တဲ့ကျွန်တော်အနက် temperature ရှိတဲ့နေရာမှာကျွန်တော်တို့ပြန်လဲပြီးတော့ပြန်မွေးမြူစိုက်ပျိုးပါတယ်ခင်ဗျာ